ကုန်ရှိတယ် မင်္ဂလာပါကလေးတို့ရေတာတာမီမီတို့စီမှာအရန်ချစ်ရတဲ့ကစားစရာအယုတ်လေးတွေရှိကြတယ်မို့လားဒီနေ့တော့တာတာအောင်လေးရဲ့ကစားစရာအယုတ်လေးတွေအကြောင်းပြောပြမယ်နော်အောင်လေးမှာငယ်ငယ်လေးကလေးကဖတ်အိတ်လာတဲ့ဘောင်းဘောင်းလို့ခေါ်တဲ့အညူရောင်ဝက်ဝံယုတ်လေးတစ်ယုတ်ရှိတယ်ဘောင်းဘောင်းလေးကအကြာကြီးစော်ထားလို့နားရွက်လေးတစ်ဖက်ပြေးနေပေမဲ့အောင်လေးကသူ့ကိုအရန်ချစ်တာပေါ့တနေ့တော့အောင်လေးရဲ့မွေးနေ့ရောက်လာတယ်ဖီဖီကအောင်လေးအတွက်အယောင်လေးလက်လက်ထနေပြီးမီးတွေလင်းအပန်နီမီတဲ့စက်ရုပ်ကြီးတစ်ရုပ်ဝယ်လာပြီးတယ်အောင်လေးကစက်ရုပ်ကြီးကိုမြင်တော့အရန်သဘောကျသွားပြီးတဏီကုံစက်ရုပ်ကြီးနဲ့ပဲစော့နေတော့တာပေါ့ညဘက်အောင်လေးအိပ်ပျော်သွားတဲ့အခါအယုတ်လေးတွေအသက်ဝင်လာကြတယ်စက်ရုပ်ကြီးကသူ့ကိုယ်သူအရန်အထင်ကြီးနေတာသူကဝဝွန်ရုပ်လေးကိုကြည့်ပြီးဟေးဝဝွန်စို့မင်းကိုကြည့်ရတာရုပ်ဆိုးလိုက်တာဟောင်းနွမ်းပြီးမြစ်ပတ်နေတာပဲငါ့ကိုကြည့်စမ်းလေစာမီးတွေလည်းလင်းတယ်လမ်းလေးလျှောက်တတ်တယ်အောင်လေးကငါ့ကိုပဲအချစ်ဆုံးဖြတ်သွားပြီကွာလို့ဝါကြွားပြီးလောင်ပြောင်လိုက်တယ်ပေါင်ပေါင်လေးကတော့ဘာမှပြန်မပြောပဲEECC ပဲပြုံးနေလိုက်ပါတယ်နောက်ရက်တွေမှာလည်းအောင်လေးကစက်ရုပ်တိကြီးနဲ့ပဲအမြဲစော့နေတယ်ဝဝွန်ရုပ်လေးဘောင်းဘောင်းကတော့မှောင်မင်းနေတဲ့အယုတ်တစ်တာကြီးထဲမှာတကောင်နဲ့အထီးကျန်စွာကြံခဲ့ရတာပေါ့ဘောင်းဘောင်းလေးဟာအပြင်ထွက်ပြီးအောင်လေးနဲ့အရင်လိုစော့ချင်ပေမဲ့အောင်လေးပျော်နေတာကိုကြည့်ပြီးသူလဲကြည်နက်နေရှာတယ်တနည်းညနေမှာတော့အောင်လေးကစက်ရုပ်ကြီးကိုအကြမ်းပတမ်းစော့ရင်းနဲ့စက်ရုပ်ကြီးဟာဂတင်အောက်ကအမောင်ဆုံးတောက်ထဲကိုလိမ့်ကျသွားပါတော့တယ်အောင်လေးလဲဂတင်အောက်ကမှောင်နေတော့မယူရဲပဲအပြင်ကိုထွက်သွားတယ်ဂတင်အောက်ရောက်သွားတဲ့စက်ရုပ်ကြီးဟာဘက်ထရီအားတွေလဲကုန်ခါနီးဖြစ်နေလို့မီးရောင်နေမှိန်ကျလာတယ်သူကအမောင်ကိုအယမ်းကြောက်တတ်တော့ကဲကြပါဦးငါကြောက်လာပြီဆိုပြီးတဆက်ဆက်တုံနေပါတော့တယ်စက်ရုပ်ကြီးငိုနေတန်ကိုအယုတ်တက်တာတဲကနေဘောင်းဘောင်းလေးကြားသွားတယ်သူလဲချက်ချင်းတက်တာတဲကနေထွက်လာပြီးဂဒင်အောက်ကအမှောင်တဲကိုရဲရဲဝင်းဝင်းဝင်သွားတာပေါ့ကြောက်လန့်နေတဲ့စက်ရုပ်ကြီးကိုမြင်တော့ဘောင်းဘောင်းလေးကစက်ရုပ်ကြီးကိုဖတ်ထားပေးလိုက်တယ်မကြောက်နဲ့နော်တငယ်ချင်းငါဒီမှာရှိပါတယ်ဆိုပြီးဝဝွန်ရုပ်လေးရဲ့နူးညံ့တဲ့အမွေးလေးတွေနဲ့နှွေးထွေးအောင်ဖတ်ထားပေးလို့စက်ရုပ်ကြီးလဲကြောက်စိတ်တွေပြေပြောက်သွားပါတော့တယ်ခဏနေတော့အောင်လေးပြန်ဝင်လာပြီးဂရင်အောက်ကအယုတ်နှစ်ယုတ်ကိုတွေ့သွားလို့ဆွဲထုတ်လိုက်ပါလေအဲ့ဒီတော့မှစက်ရုပ်ကြီးဟာငါကိုကယ်ပေးလို့ကျေးဇူးတင်ပါတယ်ဝဝွန်ရုပ်လေးရဲ့မင်းလောက်သဘောကောင်းတဲ့သူမရှိပါဘူးဆိုပြီးတောင်းပန်ပါတော့တယ်အဲ့ဒီနေ့ကစပြီးစက်ရုပ်ကြီးနဲ့ဘောင်းဘောင်းလေးတို့ဟာအချစ်ဆုံးတငယ်ချင်းတွေဖြစ်သွားကြပါတော့တယ်ကဲခလေးတို့ကြီးဒီပုံပြင်လေးကဘာသင်ငန်းစာပြီးလဲဆိုတော့အပြင်ပန်းလှပနေတာအစွမ်းထက်နေတာထက်တူတပားကိုကူညီတတ်တဲ့နူးညံ့တဲ့စိတ်ထားလေးကသာအလှပဆုံးနဲ့အရေးကြီးဆုံးပဲဆိုတာပါပဲနောက်ထပ်ပုံပြင်လေးဒီနားထောင်ဖို့ channel လေးကို subscribe လုပ်ခဲ့အောင်နော်တာတာ